အားလုံးမင်္ဂလာပါဒီနေ့အိမ်လှလှလေးတစ်လုံးကိုပြချင်ပါတယ်ဒီအိမ်ကတော့ Santera မှာပေါ့နော် Santera community Santera ဆိုတာဒီ Katy Texas Houston Texas ပေါ့နော် Houston Texas က community တစ်ခုဖြစ်တယ်အိမ်ဆောက်တဲ့ builder ကြတော့တော်တော်ကောင်းတယ်Highland ကဆောက်တဲ့အိမ်ပေါ့နော်တွေ့ရတိုင်းပဲစီလင်းမြင့်နဲ့သူကဒီဒါSantera community မှာဒီတလုံးပဲကြံတော့တယ်ပေါ့နော်တလုံးမှမရှိတော့အကုန်လုံးရောင်းထွက်ပြီးသွားပြီသူတို့အိမ်တွေကအရမ်းမြန်တယ်ပေါ့နော်ဆိုတော့ဒီအိမ်ရဲ့ဈေးတွေကျွန်တော်ပြောပြမှာတဖြည်းဖြည်းဒါနဲ့ကျွန်တော်မသိတဲ့လူတွေကျွန်တော်နာမည် Peter Lin ပါ Texas ပြည်နယ် Houston မြို့မှာ internet ရောင်းဝယ်လုပ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ဒါကတော့တခန်းပေါ့နော်အင်းရှိဒီဟာတခန်းအခန်းတော့ပုံမှန် size ပဲပြီးတော့ဒီမှာဟုတ်တွေ့ရတိုင်းမှန်တယ်ဆိုတော့အလင်းအောင်ရတယ်ရေချိုးခန့်အိမ်သားအပြည့်တစ်ခုပြီးရင်ဒီမှာနောက်အခန်းတစ်ခန်းပေါ့နော်ဒီနှခန်းက share လုပ်တဲ့ရေချိုးခန့်အိမ်သားပြီးတော့ဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တွေ့ရတိုင်းပဲစီလင်က12လောက်ရှိလိမ့်မယ်စီလင်12ပေပေါ့နော်မြင့်ပြီးရင်ပရင်ပေါင်းအများကြီးရှိတယ်သူကအကြီးကြီးမဟုတ် square feet က2600ကျော်1600ကျော်ရှိတယ်ဒါပေမဲ့သူက mini luxury အိမ်လို့ခေါ်လို့ရတယ်ပေါ့နော်အိမ်ဈေးကတော့အိမ်ဈေးကိုပြောပြမယ်2026အခု2026မှာဆောက်တဲ့အိမ်ပေါ့နော်ဆိုတော့သူရဲ့ဈေးက3သိန်းနဲ့4,000နဲ့9,000 3သိန်း5,000ပဲထားလိုက်ပါတော့ဆိုတော့သူတို့က closing cost တွေပေးမယ်အဲ့ဒီဟာစိတ်ဝင်စားတယ်ဆိုလို့ရှိရင် closing cost ဘယ်လောက်လဲပါမယ်တိတ်စိတ်ကိုကျွန်တော်ပြောပြမယ်စိတ်ဝင်စားလူဖုန်းခေါ်လို့ရပါတယ်ဆိုတော့ဒီမှာkitchen ရိုးမဟုတ်တော့သူက built-in kitchen ပေါ့နော်သူကနည်းနည်း luxury ဆန်နေပြီဈေးကသာဈေးချိုနေတာသူကပစ္စည်းတွေတောင်းထားတွေကကြတော့အကောင်စားတွေတောင်းထားတယ်ပြီးလို့ရှိရင်ဒီကျန်းတွေကအစပေါ့နော်ကျန်းခင်းတွေကအစကောင်းတဲ့ဟာတွေ luxury vinyl တွေတောင်းထားတယ်ပြီးရင်ဒီမှာoven နဲ့ microwave sorry စဉ်းစားပြီးလို့ရှိရင်ဒါကတော့ရေခေတ်သားထားမဲ့နေရဒီကနေဒါကကြတော့ garage ပေါ့နော်garage ပါမယ်ကားနှစ်စီးဖတ်လို့ရတယ်ပြီးတော့ဒီမှာtankless water heater ကို tank ထဲမှာသုံးတော့အခုနောက်ပိုင်းကခေတ်နောက်ကျပြီးtank ကပေါ့နော်ခေတ်နောက်ကျသွားဟို2000အရင်ခေတ်ကဟိုမှာကြံခဲ့ပြီဆိုတော့အခုမသုံးတော့ဘူးခုနောက်ပိုင်းပြောတာတွေကဒါကကြတော့အဝင်ဒီ garage နဲ့ဝင်လာတဲ့ဒီညာဘက်ချက်မှာwasher နဲ့ dryer ထားမယ်ပေါ့နော်ဒီအခန်းလည်းမောင်မနေဘူးအလင်းအောင်ရတယ်တွေ့ရတိုင်းတော်တော်အသက်ရှူချောင်းအိမ်ကသေးတယ်1600ဆိုတာတခြားပြည်နေရလူတွေတော့ကြီးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Texas အနေနဲ့ကြာလို့ဒါအိမ်ကြီးတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုကကြည်လေးလေးbill ဒီ electricity bill တော့ဘာလို့ကောင်း save လုပ်ချင်တယ်ဒီတက်နေချင်တယ်အများကြီးတန်ရှင်းနေမလုပ်ချင်ဘူးခြံအကြီးမြတ်တွေအကြာကြီးမရိတ်ချင်ပါညာအဲ့လိုမျိုးလူတွေအတွက်တော့ဒါကွက်တီကိုတယောက်ထဲနေတဲ့လူတွေပေါ့နော်မိသားစုလင်းများ2ယောက်ဒါမှမဟုတ်ကလေး1ယောက်ပဲရှိသေးတဲ့လူတွေပြီးလို့ရှိရင်ကြည်ပါအောင်ပတင်ပေါက်တွေလုံးဝလင်းအောင်အရင်ရတယ်ဒါလေးကလည်းတော်တော်လှတယ်လုပ်ပေးထားတာပြီးတော့နော်ဒီမှာcounter top တရားလေးချစ်စရာတော်တော်ကောင်းတယ်လုံးဝအလင်းအောင်ရတယ်ပြီးလို့ရှိရင်ဒါလေးတွေကလေးဒီမှာစပွဲခုံလေးထားလို့ရတော့လောက်ထားတာကတော့တော်တော်လှတယ်ပေါ့နော်ဆိုတော့ဒါ living room master room ရှိသေးတယ် master ကိုကျွန်တော်ပြမယ် master ကကြတော့ master တော့တော်တော်ကျဲတယ်ဒါတော့ master ပေါ့နော် master ဆိုတော့ဒီမှာသူရဲ့ရေချိုးခန့် bathtub ပါတယ်ရေချိုးခန့် bathtub ကြီးပဲဒီကပါမယ်ပြီးတော့ကြည့်ပါအောင်အလင်းတွေကဒီမှာsink တစ်ခုပါမယ်ပြီးတော့ဒီမှာ standing shower လေးပါတယ်ပြီးတော့နောက် sink တစ်ခုဒီဘက်မှာပြင်ဒီမှာကျတော့ closet ပေါ့နော် closet လေးပုံမှန်size good size ပေါ့နော်အဲ့ဒါပါတယ်ပြီးတော့ဒီမှာဒါကတော့အိမ်သားဆိုတော့သူကကြည်လေးလေးနဲ့ဒီဈေးHighland အိမ်တွေဆိုတာဒါ Highland ဆိုတာ Highland Homes ပေါ့နော် Highland အိမ်တွေကကျတော့သူတို့က
ဈေးကြီးတဲ့နေရာပဲရက်ကွက်မှာပဲသူကအိမ်ဆောက်တယ်ဈေးကြီးတဲ့အိမ်တွေပဲဆောက်တယ်ဈေးချိုတဲ့အိမ်တွေမဆောက်ဘူးပြောရလို့ရှင်ဆိုတော့သူတို့အိမ်တွေက9 သိန်းလောက်ကနေစတယ်ပေါ့နော်အများဖြင့်တော်တော်ဒီနေရာမှာသူတို့ဆောက်တာဟိုဟာဒီတလုံးကပေါ့နော်ဈေးအချိုဆုံးလို့ပြောရမယ်သူတို့ဒီဟာပဲကြံတော့တယ်တခြားမကြံတော့ဒီစံထဲမှာပြင်ဒီမှာထပ်မဆောက်တော့ဘူးသူတို့ကအနောက်ဘက်မှာကျတော့အရန်ကြီးတော့မကြီးဘူးဒါပေမဲ့မြတ်မရိတ်ချင်းလူတွေbusy life busy တဲ့လူတွေပေါ့နော်ပြီးရင်အုပ်နဲ့ပတ်လေပေါ့နော်ဒီဟာအကောင်လုံးနေရံတွေအကောင်လုံးအုပ်နဲ့ပတ်လေဆိုတော့တော်တော်ကောင်းတယ်ပြီးရင်ဒီမှာ sprinkler system မှာပါပြီးသားဆိုတော့တွေ့ရအတိုင်းပဲအကောင်လုံးအုပ်အရှိရနောက်ပြီးရင်ကောင်းတာအရှိမှာပေါ့နော်I mean high ceiling တော်တော်ကောင်းတယ်သူတို့အိမ်တွေကသွားလိုက် high ceiling လုံးဝ modern တော်တော်ဆန်တယ်နောက်ဆုံးပေါ့နော် design တွေတော်တော်လှတယ်သူတို့အိမ်တွေကလေဆိုတော့အားကြောင့်သူတို့အိမ်တွေအရင်ကြိုက်တယ်ဘယ် community ပဲဖြစ်သူတို့အိမ်တွေကအများဆုံးဒီ Perry တို့ Highland တို့ဆိုတာဒါအရင်ဆုံးသူတို့ထွက်သွားတယ်အရင်ဆုံးသူတို့ရောင်းထွက်တယ်ပေါ့နော်အိမ်တွေဆိုတော့3ခန်းပါတယ်ဒီအိမ်က8ခန်း3ခန်းလေး6ခန်း2ခန်းအပြည့်ပေါ့နော်ဆိုတော့သူက Caldy site မှာသူရဲ့ဒီနေရာကျွန်တော်ဖွင့်ကြည့်မယ်ဟောဆိုတော့ပြောင်းပါတော့ Caldy site ဆိုတာဒီလိုမျိုးtraffic မရှိတော့ဘူးဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးအဝိုင်းနဲ့ပေါ့နော်အဝိုင်းထက် Caldy site ထက်မှာဟိုလိုမျိုးထက်ဒီလိုမျိုးပိုကောင်းတယ်ပါဆိုတော့ဒီမှာကားအထက်မှာ2စီးဖလို့ရတဲ့အပြင်ဒီမှာလေ4စီးအနည်းဆုံးဖလို့ရတယ်ပေါ့နော်ဆိုတော့သူကရှေ့လက်southeast ပြမယ်တင်တယ်လေဒါကြတော့ southeast ဒါမှမဟုတ် south ဖြစ်လိမ့်မယ် sorry south ဟိုမှာဆိုတော့ okay စိတ်ဝင်စားရဆိုလို့ရှိရင်ဘေးပတ်လေမှာလူတွေအကုန်လုံးရှိနေပြီးသွားပြီပေါ့နော်စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဒီအိမ်ကစိုးဖြစ်ပြီးသားတဲရောက်ကဝယ်ထားပြီးသားဒါပေမဲ့closing မတိုင်ခင်မှာသူတို့လုံးအဆင်မပြေလို့online ပေါ်တက်လာတယ်ကြာမှာတော့မဟုတ်ဘူးဒီဟာကတော့အသေးချတယ်ဆိုတော့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ဆက်သူလေးရတယ်တော်တော်လေးလှပါတယ်ဒီတလုံးပဲကျွန်တော် Highland အိမ်ပိုင်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်3သိန်းနဲ့4တောင်းနဲ့9,000ဖြစ်ပါတယ်လို့I mean who knows ဒီထက်လေး short thing လုပ်လို့ရနိုင်တယ် closing cost လေးသူတို့ပေးမယ်လို့ပြောရတာနဲ့တေချာလို့ရှိရင်တော့ဘယ်လောက်ထိပေးမယ်ဆိုတာကျွန်တော်သိရလိမ့်မယ်ဆိုတော့စိတ်ဝင်စားလို့ရှိရင်ကျွန်တော်ဖုန်းခေါ်လို့ရပါတယ်ဒီလောက်ပါပဲเนาะအားလုံး bye bye ပါ thank you